Third Officer on the job training မှာ digital publication တွေကို update ပြုလုပ်ပုံကိုသင်ကြားပေးပါတယ်။အဲ့ဒီထဲက one of the digital publication ဖြစ်တဲ့ AEMP Armadi e-nautical publication ကို update ပြုလုပ်ပုံကိုသင်ပြပေးပါမယ်။အခု EMP reader ကိုဖွင့်လိုက်တဲ့အခါမှာမြင်တွေ့ရတဲ့အတိုင်း catalog က out of date ဖြစ်နေပါတယ်ဒီတော့ tools ကနေတစ်ဆင့်သွားပါမယ် notice to marina status unknown catalog out of date ဒီလိုပြနေပါတယ်ဒီလိုဆိုတော့ step by step procedure တွေနဲ့ update ပြုလုပ်ပါမယ် next အဲ့တော့ဒီမှာတော့ internet connection ရှိတော့တန်းလုပ်လို့ရပြီမယ်သင်္ဘောပေါ်နဲ့တူအောင်လို့ email နဲ့ပဲလုပ်တဲ့ပုံစံကိုပြပါမယ် email ရွေးတယ် next ပေးတယ်တောင်းခံမှာဖြစ်တဲ့အတွက်ကြောင့် request ပြီးရင် next ဒါကတော့အဲ့ဒီထွက်လာတဲ့ extra file လေး request file လေးကိုထားမဲ့ location ကိုပြတာပါ desktop မှာပဲထားလိုက်ပါတယ်ဒီတော့ save နှိပ်လိုက်ရင်ဒီ desktop မှာ request file လေးရောက်နေပါပြီဒီ request file လေးကိုဒီ address ပေးထားတဲ့ update@enavigator.ukho ကို email ပို့ပေးရမှာဖြစ်ပါတယ်ဒီတော့ email ကိုပြင်ပြီးတော့ဒီ address ကို to ပေးလိုက်ပါမယ်ပြီးရင် subject နေရာမှာ e ကအသေး mb ကအကြီးဒါလည်းအရေးကြီးပါတယ်ပြီးရင် attach လုပ်ရမှာကစောစောက desktop ပေါ်က request file လေးokay ရပါပြီပြီးရင် send ပါအဲ့တော့ message send ဖြစ်သွားပါပြီပြီးတော့ inbox မှာတော့ပြန်စောင့်နေရုံပါပဲခဏနေတာနဲ့ဝင်လာပါပြီဒါက Armadi က reply ဖြစ်ပါတယ်အဲ့တော့အခုဒီ file ဟာ response file ဖြစ်ပါတယ်ဒီ response file ကို desktop မှာပဲsave ထားလိုက်ပါ desktop မှာခုရှိနေပါပြီဒီတော့စောစောက EMP reader မှာ next step ပေးလိုက်လို့ရှိရင်ဒီတခါက load from media ဆိုတဲ့နေရာမှာခုနက desktop location ပေးထားရင်ရပါပြီဒါကတော့အခြေခံကွန်ပျူတာသဘောတရားတွေပါပဲသိတော့မဆန်းပါဘူးเนาะ load ပေးလိုက်ပြီgenerate လုပ်နေတယ်ပြီးတာနဲ့အဆင်ပြေသွားပြီဆိုတာနဲ့ successfully process the update ဆိုပြီးတော့တွေ့ပါတယ်နောက်ပြီးတော့ update to week 7 year 2024ဒါဆိုရင် update ဖြစ်သွားပါတယ်ဒီတော့စောစောက out of date ဖြစ်နေတဲ့ notice to marina နဲ့ catalog ဟာ up to date ဖြစ်သွားပါပြီဒီတော့ record အနေနဲ့ certificate ကို generate လုပ်ကြည့်မယ်ဆိုရင်လုပ်လို့ရပါတယ်ဒီတော့ဒီကနေ view ကနေပဲမထုတ်တော့ဘဲနဲ့ကြည့်မယ်ဆိုရင်လည်း this is to certify that နဲ့သူက license ယူထားတဲ့ publication တွေအားလုံးကိုနောက်ဆုံး update လုပ်ထားတဲ့ week အခုလိုမျိုးပြသပေးမှာဖြစ်ပါတယ်